မျိုးပုံစံလေးဖြစ်သွားနိုင်လဲဗျဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်တော့ Man City အတွက်ကတော့ကျွန်တော်တို့အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာတယ်ပေါ့နော်ဒါမှမဟုတ်လည်းတခြားကျွန်တော်ဒီ Newcastle တို့ Chelsea တို့ Villa တို့ Forest တို့တော့အရင်ဖိအားမများဘူးသူတို့ရှင်မြန်ကစားမှာလည်း Fulham ဖြစ်နေတာရယ် Fulham ကလည်းဒီရာသီမှာကျွန်တော်ဒီလက်ရှိအဆင့်30မှာ54မှတ်နဲ့သူတို့ဒီနိုင်လိုက်တယ်ဆိုရင်တော့အဆင့်9လောက်ထိရောက်သွားဖို့ရှိတယ်ဒါပေမဲ့အဆင့်9ဆိုတဲ့အနေထားကလည်းဥရောပဝင်ခွင့်အတွက်လည်းလုံလောက်တဲ့အနေထားမဟုတ်ဘူးဆိုတော့သူတို့ဒီရာသီနောက်ဆုံးပွဲသူတို့အိမ်ကွင်းပွဲစဉ်မှာပြည်သက်တွေအတွက်အကောင်းဆုံးကျွန်တော်တို့ရှင်မြန်ကစားသွားဖို့ပဲရှိတော့တဲ့အနေထားဒါပေမဲ့တစ်ဖက်က Man City ကတော့ကျွန်တော်ဒီပြီးခဲ့တဲ့ Crystal Palace နဲ့ FA ကအရှုံးဝင်တော့ဂျားရက်မှာကျွန်တော်တို့ဘုံမောက်ကိုပြန်ပြီးတော့အနိုင်ယူပြီးတော့ဂျွန်ဒီ Champions League ဝင်ခွင့်အတွက်သူတို့ဒီအကောင်းဆုံးပြန်ပြီးတော့ပြင်ဆင်လာတယ်ဒီအခုရာသီနောက်ဆုံးပွဲစဉ်မှာလည်းဒီ Champions League ဝင်ခွင့်အတွက်ပဲအနည်းဆုံးတော့တေးတက်မှတ်တော့ရအောင်ရရှိဖို့တော့ဗောနော်စွမ်းဆောင်ရင်လိုအပ်တယ်မနိုင်ဘူးဆိုရင်တော့မရှုံးဘူးဆိုရင်ရပြီဆိုတဲ့အနေထားမှာတော့ Man City အနေနဲ့ကျွန်တော်တို့အဆင့်1ကိုလည်းရဖို့အတွက်ကလည်းကျွန်တော်တို့တော်တော်လေးကျွန်တော်ပြောရမယ်ဆိုရင် Arsenal အသင်းရဲ့ကျွန်တော်ရက်လက်ကိုလည်းစောင့်ကြည့်အောင်မယ်ကိုကချက်ချက်တွေလည်းရှိနေတဲ့အပြင်မှာဒီပွဲကိုသူတို့နိုင်မှုအတွက်လည်းလုံနေသေးတယ်ဆိုတော့လက်ရှိရရှိထားတဲ့အဆင့်3နေရာမှာပဲရာသီကုန်တဲ့ခါရင်ရက်တီဖို့အတွက်အနိုင်ရရှိဖို့အတွက်ပဲကျွန်တော်စူးစမ်းကစားတော့မယ်အနေထားမှာတော့အရင်ကြီးတော့ကျွန်တော်ဒီပွဲစဉ်မှာတော့နှစ်သိန်းကြားမှာတော့ကျွန်တော်သွင်းကိုတွေအများကြီးတော့ကျွန်တော်မြင်ရမယ်တော့မထင်တော့ဘူးဗျဘာလို့လဲဆိုတော့အဓိကတော့ Man City အသင်းကလည်းထိန်းသိမ်းသိမ်းကစားပြီးတော့တစ်ဖက်က Fulham ကလည်းအိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာသူတို့ပြည်သက်တွေအတွက်ပေါ့နော်ကျွန်တော် Man City အသင်းကအကောင်းဆုံးအိတ်ခံရှင်မြန်ကစားရင်းနဲ့ပဲကျွန်တော်သွင်းကိုနေတဲ့ပွဲစဉ်တွေဖြစ်လာနိုင်တယ်သွင်းကိုအနေထားအရတော့ Man City အသင်းနေနဲ့နိုင်ဖို့လိုအပ်တဲ့ပွဲကျွန်တော်အနည်းဆုံးတေးကြဖို့လိုအပ်တဲ့ပွဲစဉ်မှာတော့သူတို့ဒီလည်းကျွန်တော်ဒီနည်းနည်းလေးထိန်းချောင်းကစားရင်းနဲ့ပေါ့ Man City အသင်းကတော့နိုင်ဖို့တော့ chance ကတော့ပိုများတယ်ဘာလို့လဲဆိုတော့ Guardiola အတွက်ကလည်းဒီရာသီမှာသူတို့အတွက်ဆူဖလာရရှိမှုလည်းမရှိတော့တဲ့အပြင်မှာရာသီကုန်ဆုံးတဲ့အချိန်မှာ Liverpool Arsenal တို့ရဲ့နောက်အဆင့်3မှာပဲရက်တီဖို့အတွက်ပေါ့နော်ကျွန်တော်အဓိကထားပြီးစူးစမ်းရတာမှာဆိုတော့ဒီပွဲစဉ်မှာတော့အမားထပ်ပြီးခံမှာတော့မဟုတ်တော့ဘူးဗျအဲ့တော့ဒီပွဲစဉ်မှာကျွန်တော် Man City တဲ့နိုင်ခဲ့ရင်တော့ကျွန်တော်ကိုပြတ်ဆိုရဲ့အနိုင်ရလက်ထက်ဆိုင်တော့ကပ်ပြီးတော့နိုင်သွားမယ့်ပွဲစဉ်တွေဖြစ်နိုင်တယ် Man City နိုင်ခဲ့မယ်ဆိုရင်လည်းကျွန်တော်တို့ကျွန်တော်2-1ဆိုရဲ့ရက်လက်ကတော့ဖြစ်နိုင်ခြင်းအများဆုံးရှိတဲ့ရက်လက်တစ်ခုတော့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိအနေထားဆိုတော့ Newcastle အတွက်လည်းအန်နေရများတယ်ဆိုတော့ဒီနေ့ပွဲစဉ်ကလည်းသူတို့အနိုင်ရရှိဖို့လိုနေတာဆိုတော့သူတို့ရဲ့ပွဲစဉ်လေးကဘယ်လိုမျိုးပုံစံတွေဖြစ်လာမလဲဗျဟုတ်ကဲ့ပါကွယ်ဒီပွဲစဉ်မှာတော့ကျွန်တော် Everton ကတော့ကျွန်တော်ရာသီပိတ်နောက်ဆုံးပွဲဒီလိုပဲပေါ့ပါပဲကျွန်တော်ရှင်ပြန်စရာဘာမှမျှော်လင့်စရာလည်းမရှိတော့တဲ့ပွဲစဉ်ဒီပွဲကိုလာအောင်ရှင်ပြန်ရမယ်ချိန်မှာ Newcastle တော့အိမ်ကွင်းမှာနိုင်မှုအတွက်လိုအပ်တယ်နိုင်မှလည်းကျွန်တော်ဒီတေချာပေါက်ကျွန်တော် UCL ဝင်ခွင့်အတွက်ကျင်းနေသွားမယ်ဆိုတဲ့အနေထားတေချခဲ့တယ်ဆိုတော့တစ်ဖက်ကကျွန်တော်ဒီ Forest Chelsea ပွဲစဉ်ရက်လက်တွေကျွန်တော်ဒီ Villa United ပွဲစဉ်ရက်လက်တွေပြန်ပြီးစောင့်ကြည့်ရအောင်မယ်ဆိုတဲ့အနေထားမှာသူတို့နိုင်လိုက်ရင်တော့သူတို့ကန်ကြမှာသူတို့ဖန်တီးခွင့်ရှိတဲ့အတိုင်းပဲကျွန်တော်တို့ပြီးသွားပြီကျွန်တော်ဒီ Man City ပွဲရက်လက်ကိုပဲကြည့်ပြီးတော့အဆင့်3ရမလားအဆင့်4နဲ့ရာသီသိမ်းသွားမလားဆိုတာပဲစောင့်ကြည့်ရမယ်အနေထားလေးရှိမှာဗျအဲ့တော့ Newcastle တော့အိမ်ကွင်းမှာကျွန်တော်ဒီနောက်ထပ် Everton ကိုတော့အကောင်းဆုံးကျွန်တော်ဒီလက်ခံရှင်မြန်ကစားပြီးတော့နိုင်ရရှိဖို့တဲ့စူးစမ်းမှာတော့အမှန်ပဲဒါပေမဲ့တစ်ဖက်က Everton ကလည်း David Moyes ပြန်ကန်ပြီးနောက်ပိုင်းမှာသူတို့ဒီခန်းစစ်ကစားမှုတော်တော်လေးတိုးတက်လာတယ်ပွဲစဉ်တွေမှာလည်းရက်လက်ကောင်းတွေရရှိလာပြီးတော့တိုင်းစစ်ဆောင်တွေမှာရုံထွက်ရင်းနဲ့မှာခုလက်ရှိအဆင့်73နေရာမှာရက်တည်နေတယ်ဒါပေမဲ့ဒီပွဲနိုင်ရှုံတို့ဒီအဆင့်73ကနေအပြောင်းလဲမရှိတော့ဘူးအဆင့်7က Crystal Palace နဲ့ရမှတ်ကွာချက်9မှတ်ရှိနေတယ်အဆင့်14က Wolves နဲ့လည်းရမှတ်ကွာချက်က4မှတ်ရှိနေတာဆိုတော့သူတို့တေချာပေါက်ဒီရာဒီကိုအဆင့်73နဲ့ပဲကျွန်တော်နှုတ်ဆက်ကတော့မဲ့အနေထားမှာတော့ဒီပွဲစဉ်မှာတို့ဒီလေ Newcastle ကိုဘယ်လိုမျိုးများကျွန်တော်ဒီတုံ့ပြန်ကစားမလဲပေါ့နော်ပုံမှန်ကျွန်တော်ဒီ Premier League ပွဲစဉ်တစ်ပွဲကိုပဲတုံ့ပြန်ကစားမလားဒါမှမဟုတ်ကျွန်တော်ဒီရာသီပိတ်နောက်ဆုံးပွဲစဉ်အဝေးပွဲစဉ်လည်းဖြစ်နေရတယ် Newcastle ကိုဒုက္ခပေးဖို့အတွက်ပြင်ဆင်လာတာလေးများရှိမလားကျွန်တော်ပြန်ပြီးစောင့်ကြည့်ရမယ်သူတို့ကစားသွားတဲ့နောက်ပိုင်းပွဲစဉ်တွေရက်လက်တွေအရာလေသူတို့ဒီခန်းစစ်ကစားမှုတော်တော်လေးတိုးတက်လာပြီးတော့ကျွန်တော်ဒီဂိုးပြတ်ရှုံးနေဆိုတဲ့ပွဲတွေကလည်းနဲလာတယ်တိုက်စစ်ပိုင်းကလည်းသွင်းဂိုးလေးတွေလည်းကျွန်တော်အနေငယ်ဆွမ်းဆောင်ထားနေတာကျွန်တော်တွေးခဲ့ရပြ Newcastle ကလည်းကျွန်တော်တို့သူတို့ထက်ကောင်းတဲ့အသင်းကျွန်တော်ပြောရမယ်ဆို Newcastle တိုက်စစ်ဖွင့်ကစားတဲ့အသင်းတွေနဲ့ဆိုသူတို့ကစားရတာလွယ်တယ်သူတို့ကအဓိကသူတို့ရဲ့ counter attacking တွေကွင်းလင်လှုပ်အားနှုံးကကျွန်တော်ဒီမမထန်ကစားနိုင်တဲ့ကစားသမားတွေအောက်အသုံးပြုပြီးတော့ကျွန်တော် transition gain တွေနဲ့ကျွန်တော်တစ်ဖက်သင်းကိုအသာစီးယူနေတဲ့အချိန်တွေမှာဒီလို Everton လို့ကျွန်တော်တို့ခန်းစစ်ကိုအဓိကအပြုကစားပြီးတံမြတ်တက်စစ်ကိုပြန်ပြီးကစားမယ်သူတို့နဲ့ကစားမှုတူတဲ့အသင်းတွေနဲ့ကျွန်တော် Newcastle အနေနဲ့အမြဲတမ်းတော့ကျွန်တော်တို့အဲ့ဒါဆိုရင်တော့နည်းနည်းလေးရုန်းကန်ရတဲ့အနေထားလေးတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်တွေမှာပြန်ပြီးတွေးခဲ့ရတယ်နောက်ဆုံးကစားခဲ့တဲ့ Arsenal နဲ့ကျွန်တော်ဒီပွဲစဉ်မှာလည်းရှုံးနေခဲ့ရဆိုတဲ့ကြောင့်မို့သူတို့ဒီ Champions League ဝင်ခွင့်အတွက်ကြောင့်မို့ကျွန်တော်ဒီမတေချာသေးဘူးဆိုတဲ့အနေထားလေးဖြစ်သွားတာပဲအဲ့တော့ဒီပွဲစဉ်မှာတော့ Newcastle အနေနဲ့တော့အိမ်ဝင်လည်းဖြစ်နေတာရယ်ပြီးတော့ Everton ကလည်းကျွန်တော်ဘာမှအရင်ညွှန်လင်းစရာမရှိပဲလာကစားမယ်ဆိုတဲ့အနေထားမှာတော့သူတို့ဒီ PR ကိုအကောင်းဆုံးလေးကင်တွယ်နိုင်ပြီးတော့အိမ်ဝင်ရဲ့ပြည်သက်အောင်အကောင်းဆုံးအပြည့်အဝအသုံးချနိုင်ပြီးတော့ Champions League ဝင်ခွင့်အတွက်တေချာခြင်းနဲ့ဆိုတော့ဒီပွဲကိုအနိုင်ကန်မှုအတွက် Newcastle တော့အခွင့်အရေးတော့ပို့ပြီးတော့များနေအောင်ကျွန်တော်ပြန်ပြီးတွေ့ရတယ်လက်ရှိ Newcastle အသင်းရဲ့တိုက်စစ်ကလည်းစွမ်းဆောင်ကောင်းတွေပြနေတာကြောင့်ဒီပွဲစဉ်မှာကျွန်တော်တို့ Everton အသင်းအနေနဲ့ခံစစ်ပိုင်းကောင်းမွန်နေဆိုရင်လည်း Newcastle တိုက်စစ်ပိုင်းကိုတော့ကျွန်တော်ဒီပြန်ပြီးတော့ဂိုးသွင်းဂိုးတွေခွင့်ပြုရဖို့တော့ရှိနေတယ် Everton တိုက်စစ်ကနေကျွန်တော်ဒီဂိုးပြန်ရရှိဖို့ဆိုတာလည်း Newcastle ခံစစ်ကစားပုံကလည်းကျွန်တော်ကျင့်သုံးမှုရှိနေတဲ့အနေထားဆိုဒီပွဲစဉ်လည်းနောက်ထပ်သွင်းဂိုးတွေအများကြီးမြင်ရတဲ့ဆိုင်သွင်းဂိုးနဲ့မဲ့ပွဲစဉ်တွေဖြစ်ပြီးတော့ Asian Newcastle အနေနဲ့နိုင်မယ်ဆိုတော့ကျွန်တော်တို့ 1-0 2-0 လောက်ဆိုရရက်လက်လောက်ထိပေါ့နော်ကျွန်တော်ဖြစ်သွားမဲ့ပွဲစဉ်တွေပွဲလို့တော့ကျွန်တော်ထင်မိပါတယ်ဗျ
ဟုတ်ကဲ့ကိုဆိုတော့ မအောင်ဆုံးကျွန်တော်ဒီပြန်ပြီးတော့စဉ်းစားမိတာတော့ United အသင်းရဲ့ကစားသမားတွေနဲ့နီးပြတွေပေါ့နော်ဒီ Old Trafford ကွင်းထဲကိုဘယ်လိုကျွန်တော်ဒီပုံစံမျိုးနဲ့ဝင်လာပြီးတော့ပြည်သက်တွေကိုဘယ်လိုရင်ဆိုင်ပြီးတော့ကျွန်တော်ဒီဘယ်လိုစိတ်ပိုင်းဆိုင်ရာနဲ့ကစားမလဲဆိုတဲ့အနေထားပေါ့ဒီရာသီ United ဒီတော်တော်လေးကိုကျွန်တော်ဒီတမိုင်းတစ်လျှောက်မှာဆူဆူရွားအောင်မှာတော်တော်ဆိုးရွားတဲ့ရာသီတစ်ခုကိုဖျက်ဆီးရပြီးတော့ကျွန်တော်ဒီ Europa League ဖလားတစ်လုံးနဲ့ပြန်ပြီးတော့ကျွန်တော်တို့တိတ်ခါဆယ်လို့ရတဲ့အခွင့်အရေးတစ်ခုလေသူတို့ဒီ Europa League မှာ Tottenham Hotspur ကိုရှုံးနေခဲ့ပြီးတော့သူတို့ဒီအဲ့ဒီအခွင့်အရေးကိုလက်လွတ်ခဲ့လိုက်ရပြီဗျအဲ့တော့ဒီရာသီမှာသူတို့မှလည်းဘာမှမျှော်မှန်းချက်ကလည်းမရှိတော့ဘူးအဲကျွန်တော်ဒီအဆင့်လက်ရှိ16ကနေအများဆုံးတက်လာနေတယ်ကျွန်တော်တို့ဒီပွဲနိုင်ခဲ့ရဆိုတော့တစ်ဖက်က Wolves တို့ West Ham တို့ရဲ့ရက်လက်တွေကိုကြည့်ပြီးတော့အဆင့်အလုံးဆုံးရှိ14ဆိုတဲ့အနေထား14 15 16အနေထားဘယ်နေရာပဲဖြစ်ဖြစ်သူတို့တော့ကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်အရင်ထူးခြားသွားတော့တဲ့ United အသင်းရဲ့အနေထားတော့မဟုတ်တော့ဘူးအဲ့ဒါပြောင်းမှကျွန်တော်တို့ Tottenham Hotspur ရက်လက်ကောင်းခဲ့ပြီသူတို့ကဒီပွဲစဉ်မှာရက်လက်ထပ်ဆိုးခဲ့အဆင့်16ကျွန်တော်တန်းစင်းဆောင်နဲ့လွတ်တယ်ဆိုတဲ့အဆင့်16ဆိုတဲ့နေရာနဲ့ယာတီတိန်းသွားနိုင်မဲ့အခွင့်အရေးပါထပ်ပြီးရှိနေသေးရဆိုတော့ပြောမယ်ဆိုတော့ United ကတော့ဒီပွဲစဉ်မှာကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာမှာပြီးခဲ့တဲ့ကျွန်တော်ဒီ Europa League အရှုံးရက်လက်အတွက်ဘယ်လိုမျိုးပုံစံမျိုးဖြစ်နေလဲဘယ်လိုစိတ်ပိုင်းဆိုင်ရာခံစားချက်မျိုးရှိနေမလဲဒီပွဲစဉ်တော့ကိုဘယ်လိုမျိုးများချင်းကပ်လာမလဲဆိုတော့ကျွန်တော်အရင်ဆုံးပြန်ပြီးတော့သတိထားပြီးတော့စောင့်ကြည့်ခြင်းတယ်ပေါ့နော်တစ်ဖက်က Villa ကတော့ရှင်းတယ်ဗျဒီပွဲကသူတို့အတွက်လည်းဒူးအောင်ထားရမယ်ဗျနိုင်မအောင်ရမယ်တေချလို့တော့မရဘူးနိုင်မအောင်ရမယ်နိုင်တဲ့အပြင်ကတစ်ဖက်က Newcastle နဲ့ကျွန်တော် Chelsea ရဲ့ရလက်တွေ Chelsea နဲ့ Forest ပွဲရလက်တွေပြီးတော့ Newcastle နဲ့ Everton ပွဲရလက်တွေကိုပြန်ပြီးစောင့်ကြည့်ရဖို့ရှိအောင်မယ် Newcastle ကို Chelsea ရောတာနိုင်သွားခဲ့ရင်သူတို့ဒီ United ကိုနိုင်လိုက်တယ်ဆိုတော့သူတို့ရဲ့ဂိုးခွာချချက်ကျွန်တော်နေပေါမှုဆိုတဲ့အနေထားရအဆင့်6နဲ့ပဲရာသီတိန်းသွားမယ်ဆိုတဲ့အနေထားမှာ Champions League ကိုလက်သက်သွားမယ်အနေထားမှာရှိတယ်ဒါပေမဲ့သူတို့အတွက်လုံးဆရာရှိတဲ့အလုပ်ကတော့ဒီပွဲစဉ်မှာအနည်းဆုံးတော့ရအောင်ကျွန်တော်တို့အနိုင်ခံမှုအတွက်လိုတယ်အဲ့ဒါပြင်ပြီးမှတခြားရဲ့ Chelsea ရဲ့ရလက်တွေ Newcastle ရဲ့ရလက်တွေစောင့်ကြည့်ရမယ်ဆိုတဲ့အနေထားမှာသူတို့ဒီလေ Unai Emery အနေနဲ့တော့ဒီပွဲစဉ်ဒီဘောတော့သူတို့ဒီလေ final လိုပဲဖောင်ဖြတ်ပြီးတော့ကန်လာမှာပဲဗျတစ်ဖက်က United အိမ်ဝင်ဖြစ်နေပါသေးသူတို့ပြည်သက်တွေကိုဘယ်လောက်ပဲသူတို့ပြန်ပြီးတော့ကျွန်တော်ဒီပွဲနိုင်ပွဲတစ်ပွဲလောက်နဲ့ပြန်ပြီးတော့ cover လုပ်ဖို့အတွက်ကြိုးစားပါတယ်ဖြစ်နေပါသေးလက်ရှိ United အသင်းရဲ့ကစားသမားတွေရဲ့ကစားတဲ့ပုံစံတွေကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေပြီးတော့နီးပြအမော်ရင်ရဲ့နင်းစနစ်မှာလိုက်ပြီးမကစားနိုင်တဲ့ကစားသမားတွေများပြားနေတာနဲ့အမြ United အနေနဲ့ဒီပွဲစဉ်မှာထပ်ပြီးတော့ရက်လက်ကောင်ရရှိဖို့တော့ကတော့လွယ်ကူမှာမဟုတ်ဘူးအဓိကတော့ United ကကျွန်တော်ဒီ Ruben Amorim ရဲ့ 3-4-2-1 ကစားကွက်မှာ United ကလက်ရှိကစားသမားတွေရဲ့ profile နဲ့ကွာခြားမှုတွေအများကြီးရှိနေသေးတယ်သူတို့တခြားနောက်ထပ်ပေါ့နော်ယာတီကိုတာထပ်ပြီးတော့ပြင်ဆင်မှုတော့စူးစမ်းဖို့အတွက်ရှိပြီးတော့ဒီပွဲစဉ်မှာ United အနေနဲ့တော့ထပ်ပြီးတော့ရက်လက်ကောင်းလာစရာလည်းမရှိသလိုရက်လက်ကောင်းခဲ့ရင်လည်းဒီပွဲစဉ်ရက်လက်တစ်ခုကတခြားဘာမှကျွန်တော်ဒီ Europa League မှာရှုံးခဲ့တဲ့အရှုံးတွေအတွက်ကိုဒီရာဒီ United ဆွမ်းဆောင်ရင်အတွက်ကိုဘာမှကျွန်တော်ဒီပြန်ပြီးတော့ဖာထေးလို့ရလောက်တဲ့အနေအထားတစ်ခုတော့မဖြစ်နိုင်ဘူးဗျစိတ်ပိုင်းဆိုင်ရာမှာလည်း United ပြည်သက်တွေအနေနဲ့ပြောမှဆိုဒီရာဒီတော်တော်လေးကိုဆိုးဆိုးဝါးကြုံတွေ့ခဲ့ရတယ်ဆိုးဆိုးဝါးခံစားခဲ့ရပြီးအဲ့တော့ဒီပွဲစဉ်ကတော့ကျွန်တော် United အနေနဲ့ဘာမှထူးထူးခြားခြားကျွန်တော်ဖြစ်လာနိုင်မယ့်ပွဲစဉ်တွေတော့ကျွန်တော်မထင်တော့ဘူး Aston Villa အနေနဲ့တော့သူတို့ရဲ့ရာဒီပိတ်နောက်ဆုံးပွဲစဉ်အဝေးပွဲစဉ်တွေဖြစ်နေတာလွယ်ကျန်တာမှာတော့အဆအရာအသာစီးရှိတယ်ကစားသမားတွေစိတ်ပိုင်းဆိုင်ရာမှာရောဒီပြတွေရဲ့ကျွန်တော်ဒီကစားသမားတွေနဲ့လိုက်ရောင်းကြီးထွေမှုရှိတဲ့အပိုင်းမှာရော Aston Villa ကတော့ပို့ပြီးတော့အသာစီးရနေတာအပြင်အောင်မှာ United တွေလည်းနောက်ဆုံး Premier League မှာကစားခဲ့တဲ့9ပွဲမှာဆိုရင်တေပွဲတစ်ပွဲပဲကြာခဲ့တယ်ကျန်တဲ့4ပွဲလုံးရှုံးခဲ့တယ်ဆိုတဲ့အနေထားမှာဒီပွဲစဉ်မှာလည်း Aston Villa အနေနဲ့တော့ထပ်ပြီးတော့နိုင်ရရှိသွားမယ်ပွဲစဉ်ပဲလို့ကျွန်တော်ထင်မိတယ် United အနေနဲ့အများဆုံးမျှော်လင့်လို့ရတာအိမ်ကွင်းမှာကျွန်တော်တို့ပြောရမယ်ဆိုတော့တေဆိုတဲ့ရက်လက်တစ်ခုလောက်တော့မျှော်လင့်လို့ရပြီးတော့ Aston Villa အသင်းအနေနဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်ကတော့ဟိုကိုပြတ်နိုင်ပွဲတစ်ပွဲတက်ဆိုင်တော့ကတ်နိုင်မှုပဲများတယ်အဓိကတော့ United လည်းကျွန်တော်ပြောမယ်ဆိုတော့ကစားသမားအင်အားရတော့တန်ရကစားသမားလည်းပြန်ပြီးကောင်းနေပြီ Aston Villa ကလည်းအဝေးပွဲစဉ်ပဲဖြစ်နေတာရယ်နိုင်မှုအတွက်လိုအပ်နေရဆိုပွဲစဉ်လည်းဖြစ်နေတာကြောင့် PR တို့တချို့လည်းရှိတယ်အဲ့ဒီ PR တွေကိုအကောင်ဆုံးအသုံးမချနိုင်တော့သူတို့အတွက်လည်းနည်းနည်းလေးခက်ခဲမှုတွေရှိလာနေတဲ့အနေအထားမှာတော့ PR တွေကိုအကောင်ဆုံးအသုံးချသွားရင်ပေါ့နော်ကျွန်တော်ဒီ Aston Villa နဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်မှာ 2-1 ဆိုရဲရက်လက်လိုမျိုးဖြစ်သွားနိုင်တဲ့အနေအထားတွေရှိရတော့ကျွန်တော်တို့ခံမှန်းမိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိဒီမှာကျွန်တော်ဒီနှစ်သင်းကြားမှာကွာဟာချက်ကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ Nottingham Forest ကတော့နိုင်မှုအတွက်လိုတယ်ဒါပေမဲ့နိုင်လိုက်တယ်ဆိုတော့တစ်ဖက်ကကျွန်တော်ဒီအဆင့်4က Newcastle နဲ့အဆင့်6က Villa တို့ပွဲစဉ်တွေရက်လက်တွေပြန်ပြီးစောင့်ကြည့်ရမယ်အဲ့တော့ Villa နဲ့ Newcastle တို့ကျွန်တော်ဒီနှစ်သင်းတာတစ်သင်းချီကြောခဲ့ရင်သူတို့ဒီလာမယ့်ရာသီ Champions League ဝင်ရမယ်ဆိုတဲ့အနေဒါဒါပေမဲ့တစ်ဖက်က Chelsea ဧည့်သည် Chelsea ကြောက်သူတို့ကတော့အဲ့လိုမဟုတ်ဘူးသူတို့နိုင်လိုက်တယ်ဆိုတာနဲ့ရပြီတစ်ဖက်ကကျွန်တော်ဒီ Castle တို့ Villa တို့ရဲ့ရက်လက်တွေဘာမှစောင့်ကြည့်စရာမလိုတော့ဘူးနိုင်တယ်ဆိုနဲ့သူတို့ဒီအဆင့်4သို့မဟုတ်အဆင့်5နဲ့ဒီလာမယ့်ရာသီမှာ Champions League ဝင်ရသွားပြီဆိုတဲ့အနေထားမှာတော့ Chelsea ကတော့ပြောမယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့အခွင့်အလမ်းပို့ပြီးတော့များနေဆိုတဲ့အနေထားပေါ့နော်ဒါမဲ့လည်း Asian Nottingham Forest ကတော့အရေးကြီးဆုံးကနိုင်မှုအတွက်လိုအပ်တယ်နိုင်ပြီးသွားမှတခြားတစ်ဖက်က Villa နဲ့ Newcastle ရက်လက်တွေပြန်ပြီးစောင့်ကြည့်ရမယ်ဆိုတဲ့အနေထားမှာနိုင်လိုက်တယ်ဆိုရင်လည်းသူတို့ဒီ Chelsea ရဲ့အထက်ကိုရောက်သွားမယ် Chelsea ဒီတစ်ဖက်က Newcastle တို့ Villa တို့ရက်လက်ကောင်းခဲ့ဆိုတော့အဆင့်9လောက်ထိပြန်ပြီးဆင်းသွားရမယ်ဆိုတဲ့အနေထားမှာ Nottingham Forest ဒီနိုင်လိုက်တယ်ဆိုရင် Champions League ဝင်မရအောင်ဆိုတော့အနည်းဆုံးကျွန်တော်တို့ Europa League ဆိုတဲ့အနေထားရောက်သွားမယ် Chelsea ကတော့အခက်မသိကျွန်တော်တို့ Conference လောက်ထိပြန်ပြီးတော့ဆင်းရမယ်ဆိုတဲ့အနေထားမှာရှိတယ်
ဒါပေမဲ့ Chelsea ဒီရာသီတို့အတွက်အကြီးကြီးဆုံး target ဒီလာမယ့်ရာသီ UCL ဝင်ခွင့်ဆိုတဲ့အနေအထားမှာတော့ Chelsea ဒီလည်းပြောရမယ်ဆိုကျွန်တော် Europa League Conference League တို့လက်ရှိမှာတော့မေ့ထားဖို့လိုတယ်ဒီပွဲစဉ်မှာသူတို့ဒီလည်း final တပွဲလိုပဲပြန်ပြီးတော့ချင်းကပ်လာဖို့လိုတယ်ဗျဒါပေမဲ့ Chelsea တင်းအတွက်ကျွန်တော်စိုးရိမ်နေတာတခုကသူတို့ဒီ Nottingham Forest နဲ့တွေ့ဆုံမဲ့ပွဲမှာသူတို့ဒီပြီးခဲ့တဲ့ Nottingham Forest နဲ့မတိုင်ခင်မှာ Nottingham Forest လိုပဲကျွန်တော်ခန်းစစ်ပိုင်းအပြုကစားပြီးတော့ကောင်းတဲ့ Newcastle နဲ့ဝေးကူးမှာတော့ရှင်မြန်ကစားခဲ့ရတယ်ဒါတော့ United နဲ့မတိုင်ခင်ပွဲစဉ်ပေါ့နော်ပွဲစဉ်မှာတော့ကျွန်တော်ဒီ Newcastle ကိုကျွန်တော်ဒီအဝေးကူးမှာသူ2ဂိုးကူးမရှိနဲ့ရှုံးနေခဲ့တယ်ဗျအဲ့တော့ဒီပွဲစဉ်မှာလည်း Nottingham Forest ကိုဒီလိုမျိုးအနေထားနဲ့သူတို့ Chelsea ပြန်ပြီးတော့ကြုံလာဖို့ရှိမှန်နေတာရှိတယ် Nottingham Forest ကတော့နောက်ဆုံးပွဲစဉ်မှာသူတို့ပြန်ပြီးတော့ကျွန်တော်ဒီ West Ham အဝေးကူးမှာ2ဂိုးတကူနဲ့နိုင်ခဲ့တယ်ဆိုပေမဲ့အဲ့ဒီမတိုင်ခင်3ပွဲမှာကျွန်တော်ဒီ2ပွဲတည်1ပွဲဆုံးဆိုတဲ့ရက်လက်ကြောင်တာသူတို့ဒီပြောမှဆိုဒီအခုလက်ရှိအနေထားပေါ့နော်သူတို့ရဲ့ကျွန်တော်ကိုယ်ကံကြမ္မာကိုဖန်တီးခွင့်မရှိတော့ဘူးဆိုတဲ့အနေထားတာဖြစ်သွားတာဗျဒါပေမဲ့သူတို့ရဲ့တရားတီလုံးစာခြေစွမ်းစီတော့ Nottingham Forest လည်းတရားတီမှာ Champions League ဝင်ရဖို့အတွက်ထိုက်တန်တယ်ဆိုတဲ့ခြေစွမ်းကောင်းတစ်ခုတော့ပြထားတာရှိတယ်အဲ့ဒါပြင်မှာသူတို့ဒီလည်းခံစစ်ပိုင်းအပြုတ်ကစားတာကောင်းပြီးတော့တမြန်တိုက်စစ်တွေ counter attacking တွေသွားတဲ့ transition တွေမှာတော်တော်လေးအားကိုးရတဲ့ကျွန်တော်တောင်ပန်ကစားသမားတွေတိုက်စစ်ကစားသမားတွေလည်းရှိရဆို Chelsea တင်းတော့လွယ်ကူတဲ့ပွဲစဉ်တွေတော့ဖြစ်လာပွဲတော့မရှိဘူးဒါပေမဲ့လည်းကစားသမားအစုဖွဲ့နဲ့ကစားသမားတွေရဲ့တဦးချင်းကျွန်တော်ဒီအရေးချင်းရဆိုတော့ Chelsea တင်းကတော့ပို့ပြီးတော့အသာစီးရနေတာမှန်တယ်ဒါပေမဲ့ကျွန်တော်ဒီ Nottingham Forest ကကစားသမားအစုဖွဲ့နဲ့ကစားသမားတွေရဲ့ကျွန်တော်ဒီ form ကောင်းနေတဲ့အနေအထားတစ်ခုကိုလည်းကျွန်တော်အရင်က short တက်လို့တော့မရအောင်ဗျအဲ့တော့ဒီပွဲစဉ်တော့ကျွန်တော်တို့နှစ်သင်းကြားအရေးကြီးနေတဲ့ပွဲစဉ်လေးဖြစ်တာရယ်နိုင်မှုအတွက်လိုအပ်တာကြောင့်နှစ်သင်းလုံးကလည်းကျွန်တော်ဒီခံစစ်ကိုအဓိကဦးစားပေးပြီးကစားရတယ်တိုက်စစ်ကိုလည်းဦးစားပေးပြီးကစားရမယ်အဲ့ဥပမာအကယ် Chelsea တင်းကလည်းတေချာပေါ့တိုက်စစ်ကိုဖွင့်ပြီးကစားတဲ့အခါကျရင် Nottingham Forest အသင်းရဲ့ corner တွေကနေလည်းပြန်ပြီးတော့ Chelsea အနေနဲ့ဒုက္ခပြန်ပြီးတွေ့မဲ့ခံစစ်ပိုင်းကစားမှုလည်းကျွန်တော်ပြန်ပြီးတွေ့ရဖို့ရှိလိမ့်မယ်ဗျအဲ့တော့ဒီပွဲစဉ်တော့ကျွန်တော်တို့အပြန်အလှန်သွင်းကိုတချို့မြင်ရမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်မိတယ်အကယ်နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်တို့ Asian Nottingham Forest ကိုတော့အနေငယ်လေးပို့ပြီးတော့အကြိုက်တွေ့မိတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော် Chelsea တင်းရဲ့ခံစစ်ပိုင်းကအမားများတယ်ဆိုတဲ့အနေအထားရယ်ပြီးတော့ Chelsea အသင်းရဲ့တိုက်စစ်ပိုင်းကလည်း Nicolas Jackson မပါဝင်နိုင်တဲ့အခါမှာတိုက်စစ်ပိုင်းအနေငယ်လေးရုန်းကန်ပြီးတော့ပြီးခဲ့တဲ့ United နဲ့ပွဲစဉ်မှာဆိုရင်တိုက်စစ်ပိုင်းကတွင်းကိုရရှိဖို့အတွက်ကျွန်တော်ခံစစ်ကကိုကိုရလာခေါင်းတက်တိုက်တဲ့တွင်းကိုတကိုးကြောင်တာကျွန်တော် United ကိုနိုင်သွားရဆိုတဲ့အနေအထားမှာတော့ Chelsea အသင်းတို့ကတော့နည်းနည်းလေးအခက်အခဲလေးကြုံလာရတဲ့ပွဲစဉ်တွေလို့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်တို့အပြန်အလှန်တွင်းကိုလေးတွေမြင်ရမယ် Nottingham Forest အနေနဲ့နိုင်ဖို့တော့ရာခိုင်နှုန်းပိုပြီးများနေပြီးတော့ Nottingham Forest နိုင်ခဲ့ရင်တော့ဆို2-1ဆိုတဲ့ရက်လက်မျိုးဒါမှမဟုတ်ကျွန်တော်ဒီအပြန်အလှန်တွင်းကိုတော့ဒီထက်ပိုပြီးများသွားရဆိုရင် 3-2 ဆိုတဲ့ရက်လက်လောက်ထိဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့တေချမယ်ဆိုလည်းကြားလို့ရရဆိုတဲ့အနေအထားမှာတော့တေချခဲ့ရင်တော့နှစ်သင်းလုံးအတွက်ပိုပြီးတော့နည်းနာနိုင်တဲ့ပွဲစဉ်တွေဖြစ်နိုင်တာအကြောင်းမို့ကျွန်တော်တို့ဒီပွဲစဉ်မှာ Nottingham Forest နိုင်ခဲ့မယ်ဆိုတော့ 2-1 3-2 ဆိုတဲ့ရက်လက်နဲ့ဂိုးများတော့ကျွန်တော်ပို့ပြီးတော့ကြိုက်နေတတ်မိတဲ့ခံမှန်းချက်တစ်ခုတော့ကျွန်တော်ထင်မိပါဗျာ